မှန်မှာဗပန်ကဒီနေ့အဆုံစားလေးတို့ခေါ်သွားမဲ့ဆိုင်လေးတစ်ဆိုင်ရှိရဲအဲ့ဆိုင်လေးကတော့မြောက်တကုံဦးရီစာလမ်းမပေါ်မှာရှိရဲပတ်စံ2000ကျပ်ထဲနဲ့အကျော်စုံလဲပါတယ်ဖိုးဖွားလေးမွေးငါးဆိုင်ပဲဖြစ်ပါတယ်ဒီခေတ်ကြီးရဲ့မှာတကယ်ရောပတ်စံ2000ကျပ်ထဲနဲ့အကျော်စုံလဲပါမယ်မွေးငါတကယ်ရောရှိဘူးလားဒါဆိုဗပန်တူတော့စားကြည့်လိုက်ရအောင်2000ကျပ်ထဲနဲ့အကျော်စုံမွေးငါအပြင်တခြားဗာမင်နူးတွေရောရအောင်မလဲတခြားမင်နူးတွေရောတကယ်စားကောင်းရဲ့လားတန်ရှင်းရဲ့လားဘယ်နဲ့ထဲမှာတော့1000ပဲကျန်တော့တယ်ကဲဒီတောင်းနဲ့လောက်အောင်စားကြည့်ကြအောင် let's go ဘတ်ဂျက်သေးနဲ့ဘာဖြစ်လို့ရောင်းနိုင်တာလဲဆိုရင်တကယ်ပေါ့နော်ဒီမွေးငါးကိုစီးပွားရေးအနေနဲ့လုပ်မယ်ဟေ့ဆိုလို့ရှိရင်တော့အခုမရောင်းတဲ့ဒီဘတ်ဂျက်ပုံမှန်နဲ့ပြင်ဘူးမှတင်မပြေနိုင်ဘူးပြောမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒီပေါ့နော်တခြားလုပ်ငန်းရှိတာလည်းပါတယ်အမကိုနိုင်ကလည်းဟိုဘယ်လိုခေါ်မလဲဆိုတော့ဝါသနာပါနေတာရယ်မွေးငါးကိုလည်းပေါ့နော်တတလေးနဲ့စားနိုင်အောင်ကြီးရပြီးတော့ကြောင်းမှာမွေးငါးကိုအမကအရင်တော့ကတော့ပေါ့နော်အလွတ်တပွဲဥမာ1000နဲ့ရောင်းပါတယ်အခုရက်ပိုင်းလေးပဲရှိသေးတယ်ပေါ့နော်1500နဲ့မှချိန်လိုက်တာအဲ့ဒါလည်းဘာလို့ချိန်တာလဲဆိုတော့အမသုံးတဲ့ကုန်ညမ်းပေါ်မှာမူတည်တာပေါ့နော်အရင်တော့အမငကျင်းပြူတစ်မျိုးတည်းကိုပဲသုံးပေးထားတာအခုနောက်ပိုင်းမှာလို့တော့ညခုလေးကိုအမပြောင်းလဲလိုက်တဲ့ခါကျတော့ဒီနှုံပွားဟာချက်နေရှိသွားတယ်အဲ့အတွက်ကြောင့်မို့လို့ဒါ customer တွေကိုလာသားတဲ့လူတွေပေါ့နော်အမကကြိုပြီးတော့သူတို့ request လုပ်တယ်တောင်းပန်တယ်သူတို့ကလည်းပြောလဲဆိုတော့ရတယ်ဈေးတက်တာတက်အရသာကောင်းကောင်းလေးနဲ့ဟိုချက်တယ်ဆိုလို့ရှိရင်သူတို့လက်ခံနေဆိုတော့အမအားနဲ့1500နဲ့ချိန်လိုက်မွေးငါအပြင်အမဒီမှာတော့နှုတ်သိန်းခောက်ဆွဲရယ်နောက်ပြီးတော့ယူရီးယားကြက်ကြောလုံးမောင်းရင်အဲ့3မျိုးရပါတယ်ကဲဒီဆိုင်မှာနာမည်အကြီးဆုံးကမိုဟင်းငါအကျော်စုံနဲ့လို့ဗန်ကြားတယ်အဲ့တော့ဗန်တို့ဒီဆိုင်မှာနာမည်ကြီးရယ်မိုဟင်းငါအကျော်စုံရယ်ကြက်ကြောလုံးမောင်းရယ်ကိုမှာစားကြည့်လိုက်အခုဆိုရင်ဗန်မှားထားတာလေးရပါတော့မယ်ဗန်တော့အရန်ရင်ခုန်နေပြီဗန်မှားထားတာလေးကတော့မိုဟင်းငါကျော်စုံရယ်ကြက်ကြောလုံးမောင်းရဖြစ်ပါတယ်အားလုံးပဲဆက်ကြည့်ပေးကြပါဦးကဲအခုဆိုလို့ရှိရင်ဗန်မှားထားတာလေးရောက်လာပါပြီဒါပေမဲ့တခုတော့ကြံသေးအဲ့ဒါကဗန်အကြိုက်ဆုံးဂျိုရီးယားကြက်ကြောလုံးမောင်းအဲ့ဒါလေးကိုဆက်ဆောင်လိုက်မယ်ဗန်အကြိုက်ဆုံးဖြစ်တဲ့ယူရီးယားကြက်ကြောလုံးမောင်းလေးတွေရပြီဆိုတော့ဗန်တို့ဘယ်ဟာကိုရင်စားကြရင်ကောင်းမလဲဝင်ငါပဲရင်စားလိုက်မယ်ပြီးတော့တခုပြောပြအောင်မယ်ဗမန်ခုနအကျော်ထည့်ရလက်ဆေးထားရနော်အဲ့ဆိုဗန်တို့စားလိုက်ရအောင်ဗန်ကမိုဟင်းငါစားလို့ရှင်ဒီလိုမျိုးအစုံထည့်ပြီးတော့စားမှကြိုက်တာဒီမွေးငါမှာထူးခြားချက်စီရယ်တခုကတော့အရန်စေတနာပါတာပဲအရန်စားကောင်းတယ်ပြီးတော့ဒီထဲမှာပါတဲ့
အဲ့လိုမျိုး ingredient တွေအကုန်လုံးအချိုးညီပေါင်းဆက်ထားရဲဆိုတာကိုစားလိုက်တာနဲ့ခံစားလို့ရတယ်ဆိုတော့ရှာထဲမှာစားလိုက်တာနဲ့အဲ့လိုမျိုးအခုခေတ်ကအချိုးမုံအရန်တုံးနေပေါ့နော်ဘယ်ဆိုင်မလို့ဒါပေမဲ့အဲ့လိုမျိုးအချိုးမုံတုံးထားတဲ့ဆိုင်တွေလို့မဟုတ်ဘဲနဲ့ရှာထဲမှာချိုးပြီးတော့ဆွဲပြီးကြံနေခဲ့တာမျိုးမဟုတ်ဘူးမဟင်းကားဆိုရဲအရသာစစ်စစ်ကိုရတယ် traditional vibe ရတယ်ဗန်ကတော့ rating ပေးရမယ်ဆိုလို့ရှိရင်9 out of 10ပေးတယ်အဆုံးသားတို့ကိုကျွေးရအောင်ကဲအဆုံးသားလေးကိုစားပါဦးအရင်ကောင်းအောင်လေဗန်ကအဆက်ကြိုက်တော့လေအဆက်ကိုဆက်လေးထည့်စားပွင့်ထွက်သွားပြီးတော့မင်းငါးရတာလေတော်တော်ကောင်းနေရောငါးပြည့်ပြည့်လေးနဲ့တော်တော်ကြီးစားကောင်းတယ်အဲ့ရတာကိုပေါ်ပြရမယ်ဆိုလို့ရှိရင်လာစားဒီမှာပဲသိပဲကဲအခုဗန်မင်းကတော့စားပြီးသွားပြီဆိုတော့ဗန်အခုထပ်စားမှာကဗန်အကြိုက်ဆုံးဖြစ်တဲ့ဂျိုးရစက်တော်လုံးပါဖြစ်ပါတယ်ဒီ sauce ကနည်းနည်းအဆက်ကဲနေတယ်ပါတယ်အဲ့တော့သုံးစားလေးကိုစားမယ်ဆိုလို့ရှိရင်အဆက်ကြောက်တဲ့လူဆိုလို့ရှိရင်တော်တော်လုံးမောင်းနဲ့စားချင်တယ် sauce တယ်လည်းစားချင်တယ်ဒါပေမဲ့အဆက်ကြောက်တယ်ဆိုလို့ရှိရင်ဒီ sauce ကိုမှသူ့အပွားနေပြီးတော့ဟင်းထက်အမွေးတိုင်းတစ်ခုခုဖြူခိုင်းတာမျိုးလေးလုပ်လို့ရတယ်ဒါမှမဟုတ်လေ sauce ကို short ထည့်ခိုင်းနေရတယ်ဒီကတပွဲကို3000ကျပ်ခုနှလုံးပါတယ်သူ့ရဲ့ပိုးရှင်းရတော့တခြားကြက်ကြောလုံးမောင်းဆိုင်နေလို့ပဲအရသာအနေနဲ့ပြောရမယ်ဆိုရင်တော့ဗန်က7 out of 10ပဲပေးချင်တယ်။ဘာလို့လဲဆိုတော့ဒီအရသာအမြင်ချင်းအကုန်ကောင်းတယ်။ဒါပေမဲ့ sauce မှာဂျင်းနည်းနည်းလေးများနေတယ်လို့ပြောလို့ရတယ်။ overall ကောင်းပါတယ်ကဲဗန်နစ်စားခဲ့ဆိုင်လေးကိုလာစားချင်တယ်ဆိုရင်တော့အမှတ်68ဦးစာလမ်းမပေါ်မှာရှိတဲ့ရွှေတော်ဝင်တဲ့မျက်စောင်းထိုးပေါ့နော်နောက်တစ်ခုမျိုးနဲ့မှာလာစားလို့ရပါတယ်ဘုဘမှာမုံးလက်ဆောင်တွေလည်းတွေ့တယ်ဗာလဲဗန်တို့သွားဆက်စူးကြည့်ရမယ်ဒါကတော့ဒီ ND ကိုယ်တိုင်လုပ်ထားတဲ့မုံးလက်ဆောင်လေးပဲဖြစ်ပါတယ်ရန်ဒီကအမြဲအပတ်စဉ်တောက်ကြသို့မဟုတ်တနင်္လာနေ့မှာလှူရဲဆိုတော့စုံသားလေးကိုကန်ကောင်းလို့ရှင်လို့ရှိရင်ဒီ ND ရဲ့မြန်မာမုတ်လက်ရည်နဲ့တိုးမှာပဲ ND ကလေမြန်မာမုတ်ဆိုမလုပ်တတ်တာမရှိဘူးအရင်စားကောင်းတယ်အဲ့မဲ့ဒါရောင်းတာတော့မဟုတ်ဒါပေမဲ့ ND ကမုတ်လုပ်တတ်တော့ ND ရှိမှာ order တင်လို့ရရတာပါကဲအဲ့ဆိုဗဗန်တို့ဒီနေ့စားခဲ့တာက2000နဲ့အကျော်ဆုံးမဟင်းကားရဲ့ပြီးတော့ကြက်ကြောလုံးမှဖြစ်ပါတယ်အဲ့တော့နှစ်ခုလုံးကအရင်ကောင်းတယ်ပြီးတော့အဲ့ထက်ပိုကောင်းတာဒီကဆိုင်ရှင်မဗန်တို့အလကားဆွေးလိုက်တယ်ဒါပေမဲ့အကယ်၍အစုံစားလေးတို့ကလာစားမယ်ဆိုလို့ရှိရင်9000ကျပ်တိတိကျမှာဖြစ်ပါတယ်ကြက်ကြောလုံးပေါင်းက3000ကျပ်အကျော်ဆုံးမွေးငါးက2000ပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်နောက်ပိုင်းမှာဗန်ဘယ်လိုတွေစားပြမလဲလိုက်ပြီးတော့ကြည့်ရှုလိုက်ကြပါဦး